မိတ်ဆွေကောင်းဆိုဒီမှာတောအုပ်တစ်ခုရဲ့ထောက်တနေရာမှာမူဆိုးတယောက်ဟာကြက်တူရွေးတိုက်ရှိတဲ့တစ်ပင်ကိုမီးရှို့ဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီအတိုက်ထဲမှာတော့အမဖြစ်တဲ့ကြက်တူရွေးမလေးဟာဥရိထားပြီးတားပေါက်ခံနေချိန်လည်းဖြစ်နေတာပေါ့။ဒီနေ့မှာတော့ကြက်တူရွေးမလေးကသူ့ရဲ့အဖေကိုကျမတို့မိတ်ဆွေတွေရှာထားတဲ့နယ်တော့အနေနဲ့ကြုံလာတဲ့အခါကျမတို့ပေါ်ကူညီနိုင်မဲ့မိတ်ဆွေမျိုးပေါ်လို့ပြောလိုက်ပါတယ်။ကြက်တူရွေးကလည်းဒီစကားကိုအလေးနဲ့ထားပြီးမိတ်ဆွေရှာဖို့အတွက်ပြန်တန်းထွက်ခွာသွားပါတယ်။ပထမဆုံးအနေနဲ့သူဟာစပားအုံငွေကြီးတစ်ကောင်စီကိုရောက်သွားပြီးအကိုကြီးကျွန်တော်နဲ့မိတ်ဆွေဖြစ်ချင်ရဲ့လားလို့မေးတဲ့အခါငွေကြီးကသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာဆက်လက်ပြန်တန်းလာရင်ဒေါင်းတစ်ကောင်နဲ့တွေ့ပါတယ်။သူကမိတ်ဆွေဖြစ်ဖို့ကမ်းလှမ်းတဲ့အခါဒေါင်းကလည်းဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပါတယ်။ရက်အနှဲငယ်ကြာမှာတော့ပင်ပန်းနေတဲ့မူဆိုးတယောက်ဟာတောထဲကိုဖြတ်သွားရင်ကြက်တူရွေးတိုက်ကိုမြင်သွားပါတယ်။သူဟာဘာမှစဉ်းစားမနေပဲအဲ့ဒီတစ်ပင်ကြီးကိုမီးရှို့လိုက်ပါတော့တယ်။မီးရန်တွေကိုမြင်မြင်ချင်းပဲကြက်တူရွေးဟာဒေါင်းစီကိုချက်ချင်းပြန်သွားပါတယ်။ကြက်တူရွေးနဲ့ဒေါင်းတို့ဟာသူတို့ရဲ့နှုတ်သီးတွေထဲမှာရေတွေကိုငုံပြီးမီးထဲကိုတစ်ခေါက်ပြီးတစ်ခေါက်လောင်းချခဲ့ကြပါတယ်။မကြခင်မှာပဲမီးငိမ့်သွားပြီးအတိုက်လေးလည်းဘေးကင်းသွားပါတော့တယ်။ညနေဆောင်တဲ့အခါပင်ပန်းနေတဲ့မူဆိုးဟာအဲ့ဒီတစ်ပင်အနီးမှာပဲအိပ်ပျော်သွားပါတယ်။အဲ့ဒီညမှာတော့ကြက်တူရွေးဟာစပားအုံငွေကြီးကိုတိတ်တဆိတ်ခေါ်လာခဲ့ပါတယ်။ငွေကြီးဟာမူဆိုးကိုတင်းကျပ်စွာရစ်ပတ်လိုက်တဲ့အခါမူဆိုးဟာထိတ်လန့်တကြားအော်ဟစ်ပါတော့တယ်။သူဟာဘလို့နီးနဲ့ဖြစ်ဖြစ်အသက်လူပြီးထွက်ပြေးသွားခဲ့ကနောက်ကိုယ်တောင်လှည့်မကြည့်ရတော့ပါဘူး။ဒါကြောင့်ပဲမိတ်ဆွေစစ်ဆိုတာဒုက္ခရောက်ချိန်မှာအနားမှာရှိနေပေးသူကိုခေါ်တာဖြစ်တယ်လို့ပြောစမှတ်ပြုကြတာပေါ့